ဖက်က English လို့ပြောလိုက်ရင်ကိုက English လို့ပြန်မပြောတတ်တဲ့သူတွေအတွက်အရန်ကိုအသုံးဝင်မယ်စကားပြောအတွဲလိုက်လေးတွေတချင်ဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်အတူတူလေ့လာကြည့်ရအောင်တစ်ဖက်ကနေပြီးတော့မေးရ How are you နေကောင်းလားလို့မေးရအဲ့ခါကျရင်ကိုကဒါလေးကိုအလွတ်ကျက်ပြီးတော့ပြန်ဖြေလို့ရတယ် Good thanks and you Good thanks and you ကောင်းတယ်ကျေးဇူးပဲနော်နေရောဘယ်လိုလဲဒီလိုလေးအထိပ်ပဲရတယ်တစ်ဖက်ကပြောတဲ့ Nice to meet you Nice to meet you တွေ့ရတာဝမ်းသာပါတယ်တဲ့ဒါဆိုရင်ကိုကလည်းပြန်ပြောမယ်ငါလည်းတွေ့ရတာဝမ်းသာပါတယ်ဒါကို English လို့ Nice to meet you too Nice to meet you too တစ်ဖက်ကပြောတဲ့ Can you help me please Can you help me please ကျွန်တော်ကိုကူညီပေးလို့ရမလားကိုကကူညီပေးဖို့အဆင်သင့်ဖြစ်တယ်ဆိုရင်တော့ဒီလိုလေးပြန်ပြောမယ် Sure thing What do you need Sure thing What do you need ရတာပေါ့ဘာများလို့အလဲတစ်ဖက်ကပြောတဲ့ Would you like some water Would you like some water အဲ့ခံတဲ့အခါမျိုးမှာပေါ့ရေတောက်ချင်လားဒီလိုမေးတဲ့အခါကျရင်ကိုကရေစာနေတယ်ဆိုရင်ဒါလေးပဲပြန်ပြောရုံပဲ Yes please Thank you Yes please Thank you ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာတစ်ဖက်ကမေးတဲ့ Are you busy right now Are you busy right now မအခုအလုပ်များနေလားအကယ်၍ကိုကအလုပ်နည်းနည်းများနေတယ်ဒါပေမဲ့စကားပြောဖို့အချိန်လေးတော့ရှိတယ်ဆိုရင်ဒီလိုလေးပြန်ပြောလို့ရတယ် Sort of but I can talk Sort of but I can talk နည်းနည်းပါဒါပေမဲ့စကားတော့ပြောလို့ရတယ်နည်းနည်းပါဒါပေမဲ့စကားပြောလို့ရပါတယ် What time is it now What time is it now ခုဘယ်ချိန်ရှိပြီလဲဒီလိုမေးလာတယ်ဆိုရင်တော့ကိုကနိုင်လေးကိုကြည့်ပြီးတော့ခဏလေးကိုဖတ်လိုက်အောင်မယ်ဥပမာIt's 3:30 It's 3:30 အခု3နာရီခွဲပြီအခု3နာရီခွဲပြီတစ်ဖက်ကပြောတယ် Sorry I'm late Sorry I'm late အားနာလိုက်တာကျွန်တော်နောက်ကျသွားတယ်ဒီခါကျရင်ကိုကပြန်ပြောမယ် That's okay don't worry about it That's okay don't worry about it အော်ရပါတယ်စိတ်ပူစရာမလိုနော်ရပါတယ်အနေနဲ့တစ်ဖက်ကပြောတယ် Thanks a lot Thanks a lot ကျေးဇူးအများကြီးတင်ပါတယ်နော်ဒါဆိုရင်ကိုကရပါတယ်ဒီလိုလေးပြန်ပြောချင်ရင်ဒီလိုလေးလှလှလေးပြောမယ် No worries No worries No worries ရပါတယ်ဗျာဒီလောက်ဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးတွေတစ်ဖက်ကပြန်ပြောလာရဆိုရင်ကိုက confidence ရှိရှိနဲ့ English မျိုးလေးပြန်ပြောဖို့အတွက်အရန်ကိုအသုံးဝင်မယ်လို့ယုံကြည်ပါတယ်ပိုကောင်းတဲ့သင်ခန်းစာလေးအများကြီးနဲ့ပြန်လာခဲ့မယ်ပြီးတော့ဒီချက် page လေးကို follow လုပ်ထားဖို့မမေ့နဲ့ပြီးသွားရင်ဒီချက်မှာအခု1-to-1 class အဖွဲလိုက်အတန်းဒါအပြင် video lesson class လေးတွေအများကြီးအသစ်စားဖို့ရှိလာမို့လို့သင်တန်းလေးတွေအကြောင်းသိချင်တယ်ဆိုရင်ဒီချက်ရဲ့ Fiverr နံပါတ်လေးကနေသင်တန်းလေးတွေစုံစမ်းပြီးတော့အနံလို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye